ဒီနေ့31ရက်နေ့မှာမြန်မာညီမလေးတယောက်ရက်ထားကြိတ်မိပြီးဆုံးသွားတယ်။ဆုံးသွားသူညီမလေးနာမည်ကတတိယပြောပြချက်အရဖြူဖြူအသက်28နဲ့တချို့ကလည်းဖြူဖြူလို့ပြောကြတယ်။တမိုးစာခေါ်ကပါရှင်။စက်ယုံနာမည်ကိုတရင်ကမပြောပြတာဘူး။31ရက်နေ့ဒီမနက်မှာစက်ယုံကအဖြူသွားကြိုလာတဲ့နေရာကလုပ်ငန်းဖန်ထိုင်းနော်ရစင်စက်ယုံအနီးနားကသွားကြိုလာခဲ့တာပါရှင်။အဖြူရောင်မောင်းတဲ့ကားသမားအသက်က43နှစ်စက်ယုံကသူတွေကိုကြိုဖို့လုပ်ပေးတဲ့သူဖြစ်တယ်။သူပြောတာကဒီမနက်သွားကြိုလာခဲ့တာ9ယောက်ကနေ10ယောက်အတွင်းရှိမယ်ငယ်ချင်းတို့ CCTV မှာတွေ့ရတဲ့အချိန်မနက်9နာရီကျော်ဆိုတာမဟုတ်ပါဘူးနော်ရှင် CCTV အချိန်မတက်ရသေးလို့ခင်းဖြစ်အချိန်မနက်8နာရီ30မရောက်ခင်စက်ရုံကအဖြူကညာဘက်ကိုချိုးကွေတယ်ဒီမှာယထာလန့်ရှိတယ်အဲ့ဒီအချိန်မှာယထာလာနေတယ်ထာသူ့ဂိတ်ကနေစထွက်လာတဲ့အချိန်ကမနက်9နာရီခွဲကစထွက်လာတာပါရှင်မနက်8နာရီခွဲတိတိမှာယထာကမဟာချိုင်ဂိတ်ကိုဝင်မှာ31ရက်နေ့ဒီနေ့မနက်8နာရီခွဲနီးနီးမှာတော့ယထာကလာနေတယ်ကားကယထာမရောက်ခင်ဟိုဘက်ကိုဖြတ်မယ် CCTV ရဲ့ဖမ်းယူချက်အရာသူတို့တွေယထာလာတာကိုကြောက်လို့ကားပေါ်ကနေခုန်ဆင်းထွက်ပြေးတာမဟုတ်ပါဘူးရှင်အားကယထာတန်လန်းပေါ်ကိုအရှိန်နဲ့တက်တော့ကားပေါ်ကသူတွေကပြုတ်ကျကုန်ကြတာပြုတ်ကျပြီးကမှယထာကိုကြောက်လို့ထထွက်ပြေးကုန်ကြတာအပေါ်ပါလာသူခန့်မှန်းဦးရေကတော့9ဦးနဲ့10ဦးလောက်ရှိပြီး6ဦးကပြုတ်ကျကုန်ကြတယ်အလုံးကယထာနဲ့လွတ်သွားခဲ့ပေမဲ့မက်ဖြူဖြူကတော့ယထာတန်လန်းနဲ့ကျသွားတယ်ဖြူပြက်ကုန်းထားဖို့မမီတော့ပါဘူးရှင်ယထာကအနားရောက်တာနဲ့အန်ကိုက်ပဲဆိုတော့ယထာကြိတ်မိသွားတယ်ဖိုတိုဝက်ကတန်လန်းထဲမှာပါရှင်အောက်တစ်ပိုင်းမရှိတော့ဘူးဒီရဲ့ပြောပြချက်အရကားအဖြူဟာစက်ယုံရဲ့ကြိုဖို့ကားဖြစ်ပါတယ်ရှင်ကားဟာယထာမရောက်ခင်တန်လန်းကိုအရှိန်နဲ့ကြော်တယ်ယထာကလည်းမနက်8:30မှာအဲ့ဒီနေရာကိုရောက်ပါတယ်ရှင်ကားကလည်းအရှိန်နဲ့ပါတော့ကားပေါ်ကလူတချို့ကအောက်ကိုပြုတ်ကျကုန်ကြပါတယ်ရှင်အားလုံးကယထာလှတာကိုမြင်တဲ့ယထာအတန်ကလည်းပေးနေတယ်ဆိုတော့ပြုတ်ကျပြီးကမှကြောက်ပြီးတော့ဟိုးဘက်ကိုထွက်ပြေးကုန်တာပါရှင်ဖြူဖြူတယောက်ပဲကံမကောက်စွာနဲ့ပဲယထာတန်လန်းနှစ်ခုကြားတဲ့ကိုကျသွားပါတယ်ရှင်ဖြူဖြူရဲ့အောက်ကိုတစ်ပိုင်းကတန်လန်းတဲ့ကိုရောက်နေပါတယ်8နာရီခွဲတိတိမှာယထာကလာတာနဲ့အန်ကိုက်ဆိုတော့ဖြူဖြူရဲ့ကိုတစ်ပိုင်းကိုကျိတ်သွားခဲ့တာပါရှင်မြေဦးလေးတယောက်ပြောပြချက်ရာသူလဲမနက်8နာရီခွဲလောက်မှာအဲ့ဒီနေရာကိုရောက်ပါတယ်ရှင်လေးကကားကွေ့သွားတာကိုလည်းမြင်တယ်ယထာအတန်ပေးလာတာကိုလည်းကြားတယ်ကားကွေ့ဖြတ်မောင်းသွားတာကိုလည်းတွေ့တယ်မကြပါဘူးရှင်ဝုန်းဝုန်းနဲ့အတန်ကြတော့ဦးလေးကားရက်ပြီးတော့ကြည့်နေတဲ့အချိန်မှာညီမလေးတယောက်ကယထာကြိတ်မိပြီးဆုံးသွားတာကိုတွေ့ရတယ်ကားကတန်လန်းဖြတ်အကူမှာအရှိန်နဲ့ပါတော့ကားပေါ်ကသူတွေကပြုတ်ကျကုန်ကြတာပါရှင်ယထာလာတာကိုတွေ့တော့လွတ်အောင်ထပေးကြရတာပါရှင်ယထာလာတာကိုကြောက်လို့ကားပေါ်ကနေခုန်ဆင်းချတာမဟုတ်ပါဘူးရှင်အဲ့ထဲမှာညီမလေးတယောက်ကကံမကောင်းစွာနဲ့ပဲယထာကြိတ်ခံတီးပြီးဆုံးသွားခဲ့ရပါတယ်ရှင်မိသားစုနဲ့လည်းထပ်တူဝမ်းနေရပါတယ်အများနိုင်တယ်မှာအာတက်နဲ့ရင်းပြီးပတ်ဆန်ရှာရတာမလွယ်ကူပါဘူးရှင်တချို့ပြောတာကကားသမားဟာယထာလာတာကိုတွေ့တယ်တကယ်လို့မလွတ်ဘူးဆိုရင်ယထာကိုအရင်ပေးသွားရမယ်ကိုကားပေါ်မှာလည်းစိတ်ယုံကသူတွေပါတယ်မလားရှင်စိတ်လုံးနေလို့လည်းမဖြစ်ဘူးဘက်ကိုရောက်ချင်စိတ်များပြီးတန်လန်းကိုဖြတ်တော့အရှိန်ကပါသွားတယ်ကားပေါ်ကလူတွေကလည်းပြုတ်ကျကုန်ကြပါတယ်ရှင်စိတ်မကောင်းဖြစ်ရပါတယ်